လေဂျပန်ကြားပစ္စည်းကိုမှလေအစ်စ်ဘူးဖော့ပါကင်အစ်စ်လေးတစ်ခုနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးမယ်နော်ဒါလေးကတော့သူကတော့နော်တက်ထူအိုးလေးပါတက်ထူအိုးမှာလုံးဝထူးထူးထက်တဲ့နဲ့အစ်စ်ကိုလုံးဝ quality အစ်စ်ကလေးကိုရပါမယ်နော်ဒါလေးကိုစပြီးတော့ဖွင့်ပြပေးပါမယ်နော်သူကလုံးဝအစ်စ်ပြောင်လက်နေရပဲတက်ထူအိုးမှာဒီမှာကြည့်ပါဦးမှန်အောင်ကြည့်လို့ရတယ်တက်ထူအိုးမှာလေတော်တော်လုံးဝပြောင်လက်ပြီးတော့တစ်တန့်ပြီးတော့မှအထူကြီးပဲနော်ထူတာဆိုလို့ရှိရင်လည်းတော်တော်လေးထူတယ်ကျွန်တော်ကပါကင်နေဟိုကပုံးမှဆိုလို့ဆိုပြီးတော့လေဒါလေးဆိုလို့ရှိရင်အခုမှတစ်ခါလေးဖြီးပြရနော်ဖြီးအောင်မှမဖြီးထားပါဘူးလုံးဝအစ်စ်ချက်ချုပ်ကိုရပါမယ်ရှင်ဒီမှာကတ်တွဲလေးပါပါတယ်နော်အဲ့လိုမျိုးကတ်တွဲလေးပါပါတယ်လုံးဝတန့်ပြန့်နေရပဲနော်ပစ္စည်း quality ကတော့ရောက်လို့ရှိရင်စိတ်တိုင်းကြမှာပါဂျပန်ကပစ္စည်းကိုလေကိုကလေတင်းချင်တာပဲဖြစ်စုချင်တာပဲဖြစ်အိမ်မှာဝယ်ပြီးတော့သုံးလို့ရှိရင်လေသူကအကျန်းခံတယ်လေအိမ်မှာပဲဝယ်သုံးချင်တာပဲဖြစ်လုံးဝအဆင်ပြေပါတယ်နော်သူ့ခင်ကလည်းအဲ့လိုမျိုးလေးသူကအရစ်ရစ်လေးနဲ့အဲ့လိုမျိုးလေးပါပါတယ်အပူခံတဲ့ပုံစံလေးနော်အဲ့လိုမျိုးလေးပါပစ္စည်းကတော့လုံးဝအစ်စ်အတန်တိုင်းကိုရပါမယ်ရှင်စင်တီမီတာကတော့သူကလေ21စင်တီမီတာလို့တော့ဒီမှာရေးပြထားနော်စင်တီမီတာကတော့21စင်တီမီတာညီမတို့ဒီမှာလက်မလေးနဲ့ပြန်တိုင်းပေးပါမယ်နော်အမြင့်ဆိုရင်9လက်မရှိပါတယ်အမြင့်လေးက9လက်မပါရှင်အကျယ်ကကျတော့10လက်မခွဲရှိပါတယ်နော်အကျယ်က10လက်မခွဲပါအမြင့်က9လက်မပါရှင်ဒါဆိုလို့ရှိရင်လည်းအိုးဆိုင်ကလေးကမသေးမကြီးနဲ့အိမ်မှာလေဟင်းရည်တွေပါတွေချက်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်နော်ဟင်းရည်ချက်တာတို့ဒါမှမဟုတ်အိမ်မှာအလှထားတာပဲဖြစ်ဖြစ်ကိုချစ်ခင်တဲ့သူတွေကိုလက်ဆောင်ပေးတာပဲဖြစ်လုံးဝအဆင်ပြေတဲ့အိုးလေးပါဈေးနှုန်းလေးကတော့9000ခွဲပါရှင်ဒီလိုမျိုးလုံးဝပါကင်ပိတ်အသစ်နဲ့လာတာအောင်ဈေးနှုန်းလေးက9000ခွဲပါဒါဆိုလို့ရှိရင်အရန်တန်တယ်နော်9000ခွဲနဲ့9000ခွဲနဲ့ဂျပန်သားပစ္စည်းကိုမှလုံးဝအစ်စ်ကလေးကိုသုံးရမှာပါကြိုက်တယ်ဆိုလို့ရှိရင်ညီမတို့ Viber နံပါတ်89969654မှာလာမှာပေးပါရှင်မြို့နယ်အစုံလေးအင်အားငွေချင်နဲ့ပို့ပေးပါတယ်နော်ပစ္စည်းယူတဲ့ပုံမူတည်ပြီး1000လေး9000တော့ကြိုကောက်ပါတယ်ရှင်ဆိုင်မှာလာပြီးအားပေးခြင်းတဲ့ customer တွေဆိုလို့ရှိရင်လေအကူမျိုးဥတာမျိုးတေအနော်ရထားလန်း9ရက်ကွက်ကီဂျပန်ဆိုင်မှာလဲလာပြီးတော့အားပေးလို့ရပါတယ်ရှင်မာရအားပေးတဲ့ customer တွေအားလုံးကျေးဇူးတင်ပါတယ်ဒီမှာနော်သူ့ရဲ့ဒီစိတ်ကတော့ဒီမှာရေးထားပါတယ် Sancred Sancas တဲ့သူ့ရဲ့တစိမ့်လဲအဲ့လိုမျိုးလဲဒီစိတ်လဲပါပါတယ်ရှင်ရိုက်ရှာခြင်းတဲ့ customer တွေဆိုလို့ရှင်လဲရိုက်ရှာကြည့်လို့ရတယ်နော်ညီမတို့ဈေးတွေလည်းအတက်နိုင်ဆုံး shop ပေးထားပါတယ်